လူငယ်တော်တော်များများဟာမှားတဲ့ဘက်မှာပျော်မွေးလေးရှိကြပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းမှားတဲ့လူငယ်တယောက်ဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့လောကကြီးမှာပြုပြင်လို့ရတဲ့အမှားရဲ့ပြုပြင်လို့မရတဲ့အမှားရဲ့ဆိုပြီး2မျိုးရှိပါတယ်။အိမ်အောင်ပြုဖျားတဲ့စေးမင်စုပ်ထိုးဆိုတဲ့အမှားတွေကတော့ဘဝမှာတစ်ချိန်တစ်ခါပဲလှလှပပတေးသေးသက်သက်မှားခွင့်ရှိပါတယ်။ဒါကြောင့်အတက်နိုင်ဆုံးအချီရေးကိုဘဝမှာဦးစားမပေးဖို့အရန်ကိုအရေးကြီးပါတယ်။ကျွန်တော်ကတော့ဘဝမှာပြန်လည်ပြုပြင်လို့ရတဲ့အမှားတွေကိုတောက်ချောက်မှားခဲ့တဲ့လူငယ်တယောက်ပါ။ကျွန်တော်ကအသက်12နှစ်လောက်ကစပြီးတော့စလိတ်ကွန်ရအရက်အကုန်လုံးစပြီးလှုပ်တက်နေပါပြီ။အသက်19ကနေ24နှစ်အတွင်းမှာကျွန်တော်ကစီးဝါတော်တော်များများနဲ့ရင်းနှီးကျွမ်းဝင်မှုခဲ့တဲ့လူငယ်တယောက်ဖြစ်ခဲ့ပူပါတယ်။ဒါအပြင်ကျွန်တော်က online game တော်တော်များများကိုနေမအိမ်ညမအိပ်ပဲလာပေါင်းများစွာစောခဲ့တဲ့လူငယ်တယောက်လည်းဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်ကဘာလို့ပြောဆိုနေရတယ်လဲဆိုရင်တော့နောက်လာမဲ့လူငယ်တွေကိုမမားစေချင်လို့ပဲဖြစ်ပါတယ်။မှားနေခဲ့သည်ရှိသောအတက်နိုင်ဆုံးရုံထွက်နိုင်အောင်ကြိုးစားကြပါ။ပြီးတော့ကျွန်တော်ကသူများတွေလိုဂျပန်နိုင်ငံကိုလွယ်လွယ်လေးနဲ့ရောက်လာခဲ့တာမျိုးမဟုတ်ပါဘူး။ကျွန်တော်ဘဝမှာကြာရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။သူများတွေလိုတစ်နှစ်ကြော်လေးနဲ့ရောက်တာမျိုးမဟုတ်ပဲကျွန်တော်သင်တဲ့တက်တဲ့အချိန်က3နှစ်လောက်ကိုကြာခဲ့ပါတယ်။ဒါအပြင်ကိုမှအင်တာဗျူးက17ကြိမ်မြောက်မှအောင်ခဲ့တာပါ။ဂျပန်နိုင်ငံကိုလာခြင်းနဲ့ဆိုရင်အတက်နိုင်ဆုံးဂျပန်စာတစ်ခုတည်းကိုပဲအာရုံစိုက်ကြပါ။ဂျပန်သင်တဲ့တနေ့ရင်းနဲ့ထိုင်းရောက်သွားတာမျိုးရွာပြန်ပြီးဘာမှဖြစ်မလာတာမျိုးတွေမဖြစ်ပါသေးနဲ့။ဘဝမှာကိုသွားခြင်းနဲ့ဘန်တိုင်းကိုရေရေရရသိရပါမယ်။ဂျပန်အင်တာဗျူးတွေ live ဖြေတိုင်းကြားလို့လဲစိတ်ထဲမကြကြပါနဲ့။ကျွန်တော်ဆိုရင်ကျွန်တော်မိဘနှစ်ပါးမှာကျွန်တော်အဖေကဂျပန်လာဖို့ကိုအားပေးပါတယ်။ကျွန်တော်အမေကတော့လုံးလုံးကိုအားပေးတဲ့လူစားမျိုးမဟုတ်ပါဘူး။မိဘတွေအားပေးတာမပေးတာဘေးပတ်ဝန်းကျင်အားပေးတာမပေးတာတွေကတင်းအတွက်အရေးမကြီးပါဘူး။တင်ကိုယ်တိုင်လာခြင်းနဲ့စိတ်ဆန္ဒရှိရင်ဘာမစိုးဖြစ်ပါတယ်။လူငယ်တွေဆိုတာမှားဘူးမှအမှန်ကိုသိတာပါ။ကြာရှုံးဘူးမှစူးစမ်းကောင်းရမှန်းသိတာပါ။တင်ဘယ်ကနေလာလဲဆိုတာအရေးမကြီးပါဘူး။တင်ဘယ်ကိုသွားမှလဲဆိုတာပဲအရေးကြီးပါတယ်။ကဲဒီနေ့တော့တီးစုံကြော်လေးရဲ့ငချောက်ကြော်လေးရဲ့ကြော်မှာပဲဖြစ်ပါတယ်။ငချောက်ကြော်အတွက်ကိုရိုးရိုးစီလေးသုံးပြီးတော့တီးစုံကြော်အတွက်ကိုကျွန်တော်ကတန်လွင်စီလေးသုံးထားပါတယ်။ပြီးတာနဲ့တီးစုံကြော်ဖို့အတွက်ကြက်သွန်လေးကိုစီချက်ရင်တက်ပါတယ်။စီချက်တက်လို့ပြီးတာနဲ့ငချောက်ကြော်အတွက်ငြုပ်သီးစီချက်တက်ပါတယ်။ကြက်သွန်စီချက်တက်လို့မွေးလာပြီဆိုတာနဲ့ခဏကအရသာနေထားတဲ့ကြက်အမြင့်လေးတွေကိုထည့်ပါမယ်။ငြုပ်သီးကြော်တဲ့ကိုတော့အရသာအတွက်ကြက်သားမုတ်လေးဖြူပြီးတော့ခဏကလှီးထားတဲ့မုံလာဥနီနဲ့ပန်းကော်ပီလေးကိုထည့်ပြီးတော့လှိပ်ပါမယ်။လှိပ်နေတော့မှငြုပ်သီးကြော်လေးကလည်းရပြီဆိုတော့ငချောက်ထည့်ပြီးတော့ပြင်းတော်သိမ်းရက်လေးအနှဲငယ်ပေါ်ကနေအုပ်ပါမယ်။ငချောက်ကြော်ဦးလေးကလည်းရပြီဆိုတော့တီးစုံဦးလေးကိုတူးမသွားအောင်အတက်နိုင်ဆုံးခဏခဏမှွေပေးရပါမယ်။ကဲအခုဟင်းတို့အလုံးကလည်းကြက်ပြီဆိုတော့ပကံလေးကိုလှည့်ထားပါမယ်။ချက်ထားတဲ့ဟင်းနှမျိုးလုံးပကံထဲကိုထည့်လို့ပြီးပြီဆိုတာနဲ့အောက်ကျန်းကင်းမှာရှိတဲ့အမိုက်လေးတွေကိုလဲဖို့အတွက်ကျွန်တော်စပြီးလုပ်ပါတယ်ကျွန်တော်ကဘဝမှာတည်ခြင်းတရားနဲ့နှစ်ကြိမ်တီးတီးကြုံခဲ့ပူပြီးမို့လို့မကောင်းတဲ့အကျင့်တော်တော်များများကိုဆွန့်လွတ်ပြီးတော့ကောင်းတဲ့အကျင့်တွေကိုမွေးမြူနေပါတယ်တည်ခြင်းတရားနှစ်ကြိမ်လုံးကလည်းကျွန်တော်အရန်ကြိုက်တဲ့စေးဝါးတွေစီကနေရတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ကဲကူစပွဲကုံလေးရလဲချပြီးပြီဆိုတော့ဟင်းပွဲလေးတွေကိုစပွဲကုံပေါ်ပြောင်းတင်ထားပါမယ်ဒါကတော့ကျွန်တော်ချက်ထားတဲ့ဟင်းလျာလေးတွေပဲဖြစ်ပါတယ်ချက်လို့ပြုတ်လို့ပြီးပြီဆိုတာနဲ့ဘေးတင်ထဲမှာတုံးထားတဲ့အိုးခတ်ပကံတွေကိုစီကြောဖို့အတွက်စာပြီးတော့ကျွန်တော်လုပ်ပါတယ်စီကြောလို့ပြီးတာနဲ့ဘေးတင်ထဲမှာရှိတဲ့အမိုက်လေးတွေကိုပြစ်ဖို့အတွက်လုပ်ပါတယ်ပြီးတာနဲ့စေးပြီးသားပကံလေးတွေကိုသူ့ညံနဲ့တူထားပြီးတော့သုံးပြီးသားမိဖို့လေးကိုလည်းတည်တည်ကြလေးပြန်တိုက်ပါတယ်သုံးပြီးသားလက်နီးစုပ်လေးကိုလျှော်ပြီးတော့မတိုက်ရရင်မနေနိုင်တဲ့ကြောင်ရင်လေးကိုတိုက်ဖို့လုပ်ပါတယ်ကြောင်ရင်လေးကိုတိုက်လို့ပြီးတာနဲ့ဒီနေ့အတွက်နေ့လယ်စာကိုဘာမှမစားရသေးတာနဲ့ထောပတ်သီးရဲ့ကီဝီသီးရဲ့ဆယ်မွန်ငါးကင်လေးရဲ့ကိုစားပါမယ်စွန်ဘလွန်သီးလေး၄၅လုံးလည်းထည့်ပြီးတော့စားထားပါတယ်ခင်ဗျာချက်ပြုတ်ပြီးသားဟင်းတွေကအနမ်းနေနဲ့တင်စားလို့မဝင်တော့တာနဲ့ကျွန်တော်ကရှိတဲ့အသီးလေးတွေပဲစားထားတာပဲဖြစ်ပါတယ်နေ့လယ်စာစားလို့ပြီးတာနဲ့ရေမိုးချိုးပြီးတော့အလုပ်သွားဖို့အတွက်စားပြီးပြင်ဆင်ပါတယ်ကျွန်တော်အလုပ်ကဂျာရက်တွေကိုညနေပိုင်းပဲဆင်းတာဆိုတော့အဆင်ပြေပါတယ်ဝင်စားလဲလို့ပြီးတာနဲ့စကင်ကဲဖို့အတွက်ကျွန်တော်စားပြီးတော့လုပ်ပါတယ်ယောက်ျားတစ်ယောက်အတွက်ချောဖို့လှဖို့မလိုပါဘူးသပင်ဆိုတာဒုတိယမျက်နှာပါဒါကြောင့်ခေါင်းပေါ်မှာရှိတဲ့သပင်ကိုတည်တည်တက်တက်လေးထားတာအကောင်းဆုံးဖြစ်ပါတယ်ကဲအခုလိုအပ်တဲ့အဝတ်စားလေးတွေဝတ်ဆင်လုပ်ပြီးပြီဆိုတာနဲ့အပြင်ဘက်ကိုထွက်လာခဲ့ပါတယ်ဒါကတော့ကျွန်တော်ညစာအတွက်တောက်တဲ့ပရိုတိန်းပဲဖြစ်ပါတယ်အလုပ်ရောက်ပြီဆိုတော့ဒီနေ့အတွက်ကျွန်တော်လုပ်ရမယ့် position ကအရက်ပါမှာအရက်ဖြော်တာပဲဖြစ်ပါတယ်ဒီ
ဒီရက်ပိုင်းဆိုင်ကားလည်းမဖွင့်သေးတော့ဘလို့အရက်မျိုးတွေကိုဘလို့မျိုးစားတွေနဲ့သုံးနေဆိုတဲ့အပိုင်းတွေကိုသင်ကြားနေရတာပဲဖြစ်ပါတယ်အရက်ဖြော်တဲ့အခါမှာတော့ကျွန်တော်ကထူထူပြဿနာသိမရှိပါဘူးဘာလို့လဲဆိုရင်ကျွန်တော်အရင်လုပ်ခဲ့တဲ့ဂျပန်စားတောက်ဆိုင်မှာတုန်းကလည်းအရက်ဖြော်တဲ့အလုပ်ပဲလုပ်ခဲ့တာဆိုတော့အရက်နာမည်တွေကိုတော့ထူထူမှတ်စရာမလိုပါဘူးဒါပေမဲ့အဓိက main နေမှတ်ကားတာကတော့ဖန်ခွက်သုံးတဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်ဂျပန်နိုင်ငံမှာအရက်ဖြော်ရတဲ့အခါအမျိုးအစားနဲ့အချိန်အစားကိုလုံးဝမှားတာမျိုးမရပါဘူးကိုဖြော်လိုက်လို့မှားလိုက်တဲ့အရက်တစ်ခွက်ရဲ့တန်ကြီးက9တနာရီလောက်အားကနီးပါးလောက်ရှိပါတယ်ဒါကြောင့်အစင်းမြင့်စားတောက်ဆိုင်တွေမှာအတက်နိုင်ဆုံးမမအောင်လေ့ကျင့်ရပါတယ်ကဲအခုအလုပ်လဲသိမ့်ပြီဆိုတော့ကျွန်တော်အရင်လုပ်ခဲ့တဲ့ဆိုင်ရာအကိုဒီနဲ့ဒီညတွေ့ဖို့အတွက်ချိန်ထားပါတယ်ကျွန်တော်လှုပ်တဲ့ဘူတာကနေပြီးတော့တဘူတာစီယုံနဲ့ပထမဆိုင်ကိုရောက်ပါပြီသူတို့ကမလာသေးတာနဲ့ခဏဆောက်ပြီးတော့တွေ့တာနဲ့ဆိုင်ထိုင်ဖို့အတွက်လုပ်ပါတယ်ဂျပန်ရဲ့လူပေါင်းဖွဲ့စည်းထဲမှာအလုပ်လုပ်ရတဲ့အခါစိတ်ကအရန်ကိုမွတ်ကျန်ပါတယ်ဒါကြောင့်တငယ်ချင်းတွေနဲ့တွေ့တဲ့အခါဟာပရည်ပြပါတယ်ကျွန်တော်ရဲ့ဘလော့လေးတွေကိုနောက်ဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်